ကိုကအရန်ဖြိုတယ်နော်ဟုတ်လားတော်တော်ဖြိုလားအော်ကာမပိုင်ယောက်ျားပါဆိုမှသူ့မိန်းမကိုဖြိုခြင်းတဲ့ချိန်ဖြိုလို့ရတာပေါ့24နာရီတောင်ဖြိုနေလို့ရတယ်သိလားဒီမှာကြည့်ဘလောက်တောင်ဖြိုလဲဆိုမှမှန်နော်ဘေဘီလေးကတက်တက်ပဲတွေ့လားပြောလိသူကအစအတန်ပြောအောင်မဟုတ်ဘူးမဟုတ်လေဒီမှာတောက်ဆက်သွားတယ်အော်โอเคဒီမှာဆက်ပြလိုက်ဟာကိုဖြိုလားဖြိုထိုက်တဲ့အချိန်မှာဖြိုရတာပေါ့ဗျာသူ့မှာဖြိုစရာဒီတယောက်ပဲရှိရလေဟုတ်တယ်ပြီးတော့ကျွန်တော်ကဒီမှာဆေးပေါက်ထားတယ်အဲ့တော့ကိုကမပိုင်အမျိုးသမီးနဲ့ပဲကျွန်တော်ကဖြိုခွင့်ရှိတာကိုလင်းကိုမရဖြိုတာဘာဖြစ်လို့လဲပြော